အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကျွန်တော်ချစ်ရပါတော့ဓမ္မမိတ်ဆွေများအားလုံးကိုနှုတ်ကပတော်လေးနဲ့အနေငယ်ခွန်အားပေးချင်ပါတယ်ရှင်လုကာခရစ်ယာန်အကန့်ကြီး9ထဲမှာပေတရုကတညလုံး9ဖမ်းပြီးတော့မှတကောင်မှမရပါဘူးတညလုံးစူးစမ်းပြီးမဲ့9တကောင်မှမရတဲ့အခါမှာမိုးလင်းတဲ့အခါမှာပေတရုကပိုက်ကုန်နေဆေးလျှော်နေပါတယ်အဲ့ဒီချိန်မှာယေရှုဟာပေတရုစီကိုရောက်လာပါတယ်ယေရှုနဲ့သူလူအုပ်တွေများစွာပါလာတာဖြစ်တဲ့အတွက်ကြောင့်ယေရှုကပေတရုရဲ့လေကိုငားပြီးတော့မှပေတရုရဲ့လေပေါ်ကနေပြီးတော့မှပရိသတ်တွေကိုနှုတ်ကပတ်တော်ဝင်ငှခဲ့ပါတယ်တရားဟောခဲ့ပါတယ်အဲ့ဒီခါမှာပေတရုကယေရှုဝင်ငှတဲ့နှုတ်ကပတ်တော်ကိုနားထောင်နေနဲ့ပေတရုကအဲ့ဒီနှုတ်ကပတ်တော်လဲစိတ်ဝင်စားပါဘူးအဲ့ဒီယေရှုရဲ့နှုတ်ကပတ်တော်ဝင်ငှခြင်းနောက်မှာပေတရုကလေထိန်းနေပါတယ်အဲ့ဒါလိုနဲ့ယေရှုနှုတ်ကပတ်တော်ဝင်ငှပြီးတဲ့အခါမှာပေတရုရေနဲ့ရရက်ကိုရွှေအောင်လို့ပိုက်ကုံချအောင်လို့ပြောတဲ့အခါမှာပေတရုကပိုက်ကုံချလိုက်တဲ့အခါမှာငားတွေများစွာရရှိတယ်ဆိုတာကိုကျွန်တော်တို့ရှင်လုကာခရစ်ယာန်အခန်းကြီး9ထဲကိုဖတ်တဲ့အခါမှာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဖြစ်ပျက်ကိုကြည့်တဲ့အခါမှာပေတရုကငားတွေများစွာရတဲ့အခါမှာငားတွေကိုယူရင်းနဲ့လေထဲကိုထည့်ရပါတယ်သူ့လေမှာမဆန့်ပါဘူးမဆန့်တဲ့အခါမှာကမ်းနားမှာရှိတဲ့နောက်လေတစ်စင်းကိုခေါ်ပြီးတော့မှလေနှစ်စင်းအပြည့်လေနှစ်စင်းနှစ်လို့မတက်ငားတွေကိုဘုရားခင်ပြင်ဆင်ပေးတယ်ဆိုတာကျွန်တော်နှုတ်ကပတ်တော်မှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဘုရားခင်ကျွန်တော်ကောင်းကြီးပေးတဲ့အခါမှာတခါလေမှကျွန်တော်မျောလင့်နေတဲ့ကျွန်တော်တောင်းတတာတဲ့ပိုတဲ့ကောင်းကြီးပေးတဲ့ဘုရားခင်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပိုတဲ့ကောင်းကြီးတွေကဘာအတွက်လဲဆိုတော့နောက်လေသဇင်းကိုပြန်ဝင်ငှပေးဖွင့်တဲ့ဖြစ်တယ်ဒါပေမဲ့ယုံကြည်သူတချို့ရဲ့ပြဿနာပါလဲဆိုတော့ဘုရားပေးတဲ့အခါမှာအားလုံးကိုအတွက်လို့ပဲထင်တယ်အားလုံးကိုပဲယူခြင်းတယ်ပေတရုကသူရလာတဲ့ငါးတွေအားလုံးသူတယောက်တည်းယူပြီးသူ့လေမှာပဲထည့်မယ်ဆိုရင်တေချာတာကတော့ပေတရုလည်းငါးတကောင်မှကြံမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူ့လေလဲငါးတွေရဲ့ဝိတ်ကိုမခံနိုင်တဲ့အခါမှာရေထဲနှစ်ပြီးငါးတွေအားလုံးပြန်ပြတ်သွားမှာဖြစ်ပါတယ်ယုံကြည်သူတွေတခါလေးမှာဘုရားကောင်းကြီးပေးတဲ့အခါမှာကိုအဲ့ဒီကောင်းကြီးကိုမခံစားရဘဲနဲ့ကိုအဲ့ဒီကောင်းကြီးကိုမင်္ဂလာမဖြစ်ဘဲနဲ့ပေါ့နော်ဘုရားကောင်းကြီးကကို့မှာမင်္ဂလာမဖြစ်ဘဲနဲ့တချို့ကကောင်းကြီးကအမင်္ဂလာနဲ့တွဲနေတတ်တယ်ကောင်းကြီးရတဲ့အခါမှာမိသားစုမှာတပွဲတပြားဖြစ်ခြင်းတွေကောင်းကြီးရတာအခါမှာဟုတ်လားပတ်စံပြောက်သွားတာမီးလောင်သွားတာရော်ရတာတွေစီးရုံတက်ရတာတွေအမျိုးမျိုးကျွန်တော်တချို့လူတွေကဘဝမှာကြုံရတတ်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ပေးကမ်းဖွင့်တော့ဖျားပေးတဲ့တိုက်တာတစ်ခုရှိတာကိုကျွန်တော်မပေးကမ်းတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်1ကျွန်တော်စေဖို့တော့ပေးတတ်ဖွင့်တော့လိုတယ်နံပါတ်2ကျွန်တော်တို့မရှိစင်းရဲတိုင်းပေးဖို့လိုတယ်နံပါတ်3ကျွန်တော်ဘုရားနိုင်ငံတော်မှာအလူငွေတွေပါဝင်တက်ဖွင့်တော့လိုတယ်အဲ့ဒါဘာလဲဆိုတော့မျိုးစေ့ချနေတာဖြစ်တယ်ဆိုတော့စေဖို့ထဲတဲ့အခါမှာတဲ့ဘုရားခင်ကကောင်းကြီးမိုးတွေကိုတွန်းလောင်းပေးမယ်အဲ့ဒီကောင်းကြီးမိုးတွေဘာအတွက်လဲဆိုတော့မျိုးစေ့တွေအပင်ပေါက်ဖွင့်တော့ဖြစ်တယ်တချို့စေဖို့ပဲထဲတယ်ကောင်းကြီးမိုးတော့တွန်းလောင်းတယ်ဒါပေမဲ့သူ့မှာမျိုးစေ့မရှိတဲ့အခါမှာအပင်ပေါက်စရာမရှိဘူးဖြစ်တယ်ဒါကြောင့်မလို့သူကကောင်းကြီးရအရည်ပဲတောက်ရတယ်ဖြစ်တယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်နှမများဘုရားပေးတဲ့ကောင်းကြီးကကျွန်တော်တို့အတွက်ပဲသုံးဖို့မဟုတ်ပါဘူးဘုရားလောကကြီးမှာထားတဲ့ဟုတ်လားဘုရားပါဝင်ခိုင်းတဲ့ကဏ္ဍတွေများစွာရှိပါတယ်အဲ့ဒီကဏ္ဍတွေမှာကျွန်တော်ပါဝင်ဖွင့်အတွက်အင်မတန်မှအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်ဒီနေရာလေးကိုရောက်ချင်းတဲ့အတူဝင်းငါပေးခြင်းဖြစ်ပါတယ်အားလုံးပဲဖျက်ရှင်အတူပဲကောင်းချီးပေးပါစေ